direct indirect ကိုစပြီးလေ့လာတော့မယ်ဆိုရင်ဝါကျတွေကိုအပိုင်း၅ပိုင်းခွဲပြီးလေ့လာစေချင်ပါတယ် Number 1 statement ရိုးရိုးဝါကျ Number 2 question မဲ့ပါတယ်မိခွန်းဝါကျ Number 3 order ဘဝနဲ့စတဲ့အမိန့်ပေးဝါကျ Number 4 request please ပါတယ်တောင်းပန်ဝါကျ Number 5 interjection exclamation မဲ့ပါတယ်အာမင်နဲ့ဝါကျတို့ပဲဖြစ်ပါတယ်ဒီ၅မျိုးကိုအခုလိုခွဲခြားပြီးလေ့လာရမှာဖြစ်ပါတယ် Number 1 statement ရိုးရိုးဝါကျကိုအနည်းငယ်အရှိမှပြောခဲ့ပြီးသားဖြစ်ပါတယ်ဒီနေ့မှာ statement ရိုးရိုးဝါကျတွေကပြောသူနဲ့အပြောခံရသူပါတဲ့ဝါကျတွေကိုလေ့လာသွားမှာဖြစ်ပါတယ်ညိုညို said to Nini I am very busy today ညိုညိုကနီနီကိုဒီနေ့ငါအရန်အလုပ်ရှုပ်တယ်လို့ပြောခဲ့တယ်ဒီမှာဆိုရင်ပြောခံရတဲ့သူပါတဲ့အတွက် SCID search ရဲ့နောက်ကနေ TO2 ကိုလိုက်ပေးရမှာဖြစ်ပါတယ်ဒါကိုဗီဒီယိုတစ်ပုဒ်နဲ့ရှင်းပြခဲ့ပြီးသားဖြစ်ပါတယ်ဒီစာကြောင်းကို indirect speech ပြောင်းဖို့အတွက်ပြောသူအပိုင်းက verb ကိုအရင်ကြည့်ရပါမယ်ဒီမှာဆိုရင် search ဆိုတဲ့အတွက် verb 2နဲ့ပြောထားတာဖြစ်ပါတယ်ဒါဆိုရင်ပြောစကားအပိုင်းက verb ကိုလည်းဘဝန်းဖြစ်နေရဆိုရင် verb 2ကိုပြောင်းပေးရမှာဖြစ်ပါတယ်ဒီတော့ညိုညို search to ကိုကျွန်တော်တို့က search to အတိုင်းသုံးလို့မရပါဘူး tool ကိုပြောင်းပေးရမှာဖြစ်ပါတယ်ဒါမှသာနောက်ကအပြောခံရသူ object ကိုထည့်ပြီး that လိုက်ပေးရမှာမို့လို့ဖြစ်ပါတယ်ညိုညို told Nini that she was very busy today ကို that day လို့ပြောင်းပေးရမှာဖြစ်ပါတယ်ဒီတော့ညိုညိုကနီနီကိုသူမအရင်အလုပ်ရှုပ်ခဲ့တယ်လို့ပြောခဲ့တယ်တခါတလေမှာအပြောခံရတဲ့သူကို quotation ဆိုတဲ့အဖွင့်ကော်မှာအပိတ်ကော်မှာထဲမှာထည့်ရေးလို့လည်းရပါတယ်အဲ့လိုထည့်ရေးထားတဲ့အခါတွေမှာ search ရဲ့နောက်ကတူလိုက်เสียမလို့ပါဘူး you said I hate you ကိုယူကငါမင်းကိုမုန်းတဲ့ကိုလို့ပြောခဲ့တယ်ဒီစာကြောင်းကို indirect speech ပြောင်းတဲ့အခါတွေမှာ you told Coco that she hated him ဒီမှာ I ကို she ပြောင်းပြီးတော့ you ကို him ပြောင်းထားပါတယ်ဒါဘာကြောင့်လဲဆိုရင်ဒီစာကြောင်းအရာ you ကကိုကိုပြောခဲ့တာကိုတယောက်ယောက်ကပြန်ပြောတဲ့အခါမှာသူမကသူ့ကိုလို့ပြောခဲ့တာဖြစ်တဲ့အတွက်ကြောင့်သူမကသူ့ကိုလို့ပြောခဲ့တာဖြစ်တဲ့အတွက်ကြောင့် I ကို she ပြောင်းပြီးတော့ you ကို him ပြောင်းလိုက်တာဖြစ်ပါတယ် verb ကတော့ verb 2နဲ့ပြောတာဖြစ်လို့HATED haters ဆိုတဲ့ verb 2ကိုပြောင်းလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ you ကိုတွေ့ရနဲ့ him ကိုပြောင်းရမှာလားဆိုရင်မဟုတ်ပါဘူး။စာကြောင်းအသားအလာပုံမူတည်ပြီးတော့ပြောင်းရမှာဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့ကအဓိကအနေနဲ့မြန်မာလိုပြန်ပြီးတော့ပြောင်းတာအကောင်းဆုံးဖြစ်ပါတယ်။ဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါ။ Uncle said to me, I want you to be an actor. ဦးလေးကငါ့ကိုပြောရင်ငါမင်းကိုတရုပ်ဆောင်တယောက်ဖြစ်စေချင်တယ်။ဒီစာကြောင်းကဆိုရင်အပြောခံရတဲ့သူနေရာမှာကိုတိုင်းဖြစ်ပါတယ်။ဒီတော့ Uncle told me that he wanted me to be an actor ဒီမှာဆိုရင် I ကို he ပြောင်းလဲဆိုတာ I က uncle ဖြစ်တဲ့အတွက် he နံစားကိုသုံးပြီးအခြားတစ်ယောက်ကိုကိုတိုင်းပြောပြနေတာဖြစ်ပါတယ်ဒီမှာ you ကိုတော့မိကိုပဲပြန်သုံးထားပါတယ်ဘာကြောင့်လဲဆိုရင်အပြောခံရတဲ့သူကအခြားတစ်ယောက်မဟုတ်ပဲမိမိကိုယ်တိုင်ဖြစ်နေလို့မိကိုပြန်သုံးရခြင်းဖြစ်ပါတယ်ဆိုတာကိုပြောရင်ဒီနေ့မှာတော့ direct indirect နဲ့ပတ်သက်တဲ့ statement ရိုးရိုးဝါကျစာကြောင်းတွေကိုဒီလောက်ပါပဲ